ဒီအတီးကိုထောင်းထားတာထောင်းစားတာကောင်းပါကောင်းကဲဒီနေ့ကတော့ဂုံးစင်းပါတယ်တရုတ်အိမ်မှာဂုံးစင်းပါတယ်ကဲဒီနေ့ကတရုတ်အိမ်ကဂုံးစင်းဟင်းကြီးကဒီမှာမိုက်တယ်စမုံစပါးနဲ့ကြက်သားနဲ့ဟင်းကြီးစီတိုဖူအမေတရုတ်အိမ်မှာဂုံးစင်းမယ်တော့တာပါဦးဒီကဘာထောင်းလဲဆိုတော့ဟိုအတီးကိုထောင်းထားလားပြမယ်ဒီမှာဒီအတီးကိုထောင်းထားလားဒီမကောင်းလို့တော့ဖူးပဲစားရမှာလားတော့ဖူးပဲစားရမှာတော့ဖူးနဲ့ပဲစားရမှာတော့ဖူးရဲ့မုံရင်းချင်ရှာစရီတော့ကဲစားပြပါပြီอุ่น没钱。Very good. Bye, Sabi.